ပြီးခဲ့တဲ့ဗီဒီယိုမှာပရိသတ်အသက်အရွယ်လဲခွဲခြားတာတွေကိုပြောခဲ့ပြီးပြီဆိုတော့ဒီနေ့မှာတော့ anime ရဲ့ genre လို့ခေါ်တဲ့ဇာတ်လမ်းပုံစံမျိုးစားတွေအကြောင်းပြောပြသွားပေးမှာပါ။အခြေဆိုတာဘာလဲ။ Isekai ဆိုတာကရောဘယ်လိုမျိုးလဲဆိုတာတွေကိုရှင်းပြသွားပေးပါမယ်။အမျိုးအစားပေါင်းများစွာတွေကမြန်မာနိုင်ငံမှာကြီးစုသူများတဲ့အမျိုးအစားတွေကိုပြပြပေးမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုပါတယ်။ဒီအမျိုးအစားတွေကိုသိရင်ကိုကြိုက်တဲ့ anime တွေရဲ့ဇာတ်လမ်းပုံစံတွေကိုရှာရတာပိုလဲကူစေပါတယ်။နောက်ပြီးတော့အခုမှ anime စကြည့်မဲ့သူတွေကိုလည်းဒီကားကကြည့်လို့ကောင်းတယ်ဒီကားကရည်ရတယ်ဆိုပြီးတော့ anime community တွေကိုဆွဲခေါ်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့အခြေခံအကြောင်းဆုံးဖြစ်တဲ့ genre 5မျိုးအကြောင်းကိုပြပြပါမယ်အဲ့ဒါတွေကတော့ action adventure drama game based horror နဲ့ sci-fi တွေပဲဖြစ်ပါတယ်ဒီ5မျိုးကတော့မြန်မာနိုင်ငံမှာလူသိများတဲ့အမျိုးအစားတွေပဲဖြစ်ပါတယ် action adventure ကတော့အားလုံးရင်းနှီးပြီးသားအမျိုးအစားပါစွမ်းအားတွေသုံးပြီးရန်သူကိုနှိမ်နင်းမယ်စိတ်လှုပ်ရှားစရာခရီးဒါမှမဟုတ်အန္တရာယ်ရှိတဲ့နေရာတွေကိုခရီးထွက်မယ်တိုက်ခိုက်တဲ့အခန်းတွေအများကြီးပါတဲ့အမျိုးအစားပဲဖြစ်ပါတယ်။နာရူတိုနဲ့ One Piece ဆိုရင်လည်းဒီအမျိုးအစားထဲမှာပါပါတယ်။တခြားအနီမေတွေလည်းအများကြီးရှိပေမဲ့ဗီဒီယိုရှည်သွားမှာမို့ဒီနှစ်ကားနဲ့ပဲနမူနာပေးလိုက်ပါတယ်။နောက်တစ်ခုကတော့ drama တိုက်ခိုက်တာတွေထက်ဇာတ်ကောင်တွေရဲ့ခန်းစားချက်ကိုဦးစားပေးတဲ့အမျိုးအစားပါ။မျက်ရည်ကျစေမဲ့အခန်းတွေဝမ်းနည်းစရာကောင်းတဲ့ဇာတ်ကွက်တွေပါဝင်ပါတယ်။ဥပမာ You Are Lying April နဲ့ Hotarubi Nomori အဲ့လိုမျိုးကြည်ပြီးရင်တပတ်လောက်မှနေရမယ့်အနီမေကားတွေပေါ့။တတိယတစ်ခုဖြစ်တဲ့ game base ကတော့ထူးခြားတယ်။ဗီဒီယိုဂိမ်းတွေကတ်ဂိမ်းတွေကိုအခြေခံပြီးရိုက်ကူးထားတာပါဂိမ်းကစားရင်ပြန်မဲ့ဝင်တာမျိုးဒါမှမဟုတ်ဂိမ်းလောကအကြောင်းစိတ်အင်တည်ထားတာမျိုးကိုကြာရင်ကြည့်တင်တယ်ယူဂျီဟိုဒါမှမဟုတ်ပိုကီမွန်လိုမျိုးအနီမျိုးတွေကလည်းဒီအမျိုးအစားတွေထဲမှာနာမည်ကြီးပါတယ်ဟော်ရာကတော့ဘေးနားမှာတရားရရှိတယ်လို့ခံစားသိရတာမို့အထီးကျန်တဲ့သူတွေကြည့်တင်တဲ့အမျိုးအစားပါနောက်ပြီးတော့သွေးထွက်တန်ညိုတွေကိုမှကြိုက်တယ်ဆိုတဲ့သူတွေအတွက်လည်းကြည်တင်တယ်အနာရနဲ့ cross party ထိုချာဆိုလိုမျိုးအနီမျိုးတွေကလည်းကလေးတွေမကြည့်ဖို့တားမြစ်ထားရတဲ့အထိနာမည်ကြီးပါတယ်နောက်ဆုံးတစ်ခုကတော့ sci-fi မှာအနာဂတ်နည်းပညာတွေစက်ရုပ်တွေနဲ့အချိန်ခရီးသွားတာတွေကိုကြာရင်ကြည်တင်တဲ့အမျိုးအစားပါသိပ္ပံနည်းကျစဉ်းစားရတဲ့အမျိုးအစားတွေကိုကြာရင်ကြည်တင်တယ် Steingate ဒါမှမဟုတ် VV လိုမျိုးအနီမျိုးတွေကလည်းမကြည့်မဖြစ်ထဲမှာပါပါတယ်အခုပြောသွားတဲ့5မျိုးကတော့အခြေခံ genre တွေပါဒါဆိုရင်ရှေ့မှာပြောသွားတဲ့ Isekai တွေအခြေတွေကဘယ်မှာလဲလို့တွေးနေရောပေါ့တကယ်တော့သူတို့ကြားထဲမှာကွာခြားချက်လေးတွေရှိပါတယ်အလွယ်ဆုံးဥပမာပေးရရင် genre ဆိုတာဟင်းမျိုးစားနဲ့တူပါတယ်ကိုကဒီနေ့ထမင်းတုပ်စားမလားခေါက်ဆက်တုပ်စားမလားဆိုတာမျိုးပေါ့ theme ဆိုတာကြတော့အဲ့ဒီဟင်းတွေကိုထည့်လိုက်တဲ့အဆက်အဟတ်တွေနဲ့တူပါတယ်ခေါက်ဆက်တုပ်လို့ခေါ်တဲ့အရှင်ကိုမှအဆက်အချီတွေအများကြီးထည့်မလားဒါမှမဟုတ်အချိုရိုမန်လေးတွေပို့ထည့်မလားဆိုတာမျိုးပါဒါကြောင့် anime တကားမှာ genre တစ်ခုလည်းရှိနေတာမဟုတ်ပါဘူးဥပမာ High School DxD ဆိုရင်သူ့ရဲ့ main genre က action ဖြစ်ပေမဲ့သူ့ရဲ့ theme ကတော့ achi romance နဲ့ harem ဖြစ်နေတာပါဒါလို့ဆိုရင်နည်းနည်းပါးပါးနားလည်သွားပြီလို့ထင်ပါတယ်ဒါဆိုရင်မြန်မာနိုင်ငံမှာကောကမ္ဘာမှာကောအခုချိန်ထိနာမည်ကြီးနေတဲ့ Isekai အကြောင်းကိုအရင်ပြပြပါမယ် Isekai ဆိုတာတခြားကမ္ဘာလို့အဓိပ္ပာယ်ရပါတယ် MC က Dragon တိုက်လို့တည်သွားတာပဲဖြစ်ဖြစ်နတ်ဖျားကစိတ်ခေါ်ခံရတာပဲဖြစ်ဖြစ်တခြားကမ္ဘာတစ်ခုကိုရောက်သွားတဲ့ကားပါသူ့ရဲ့ထူးခြားချက်ကတော့ MC ကအဲ့ဒီကမ္ဘာအသစ်မှာအရင်ဘဝကအသိပညာတွေနဲ့အရန်ကျန်းနေတာမျိုးဒါမှမဟုတ်အသစ်ကနေပြန်ကြိုးစားတာမျိုးတွေဖြစ်တတ်ပါတယ်နောက်ပိုင်းထွက်လာတဲ့ Isekai ကားတွေကတဖြည်းဖြည်းပေါ်တော်ဖြစ်လာပေမဲ့တကယ်ကောင်းတဲ့ကားတွေလည်းရှိပါသေးတယ်The Time I Got Reincarnated as His Life Mushoku Tensei Jobless Reincarnation နဲ့ Rizero လိုမျိုးကားမျိုးတွေက Isekai အမျိုးအစားတွေထဲမှာအကောင်းဆုံးလို့သတ်မှတ်ထားတာပါနောက်တစ်ခုကတော့Achiမြန်မာလိုပြောရရင်နှာဘူးပေါ့ဇလန်နဲ့မှာဆက်စီဆန်တဲ့အခန်းတွေရင်သားတွေကိုဖော်တဲ့အခန်းတွေပါဝင်တဲ့အမျိုးအစားပါတချို့Achi အနီမေတွေကစဉ်းစားမဖြတ်ပဲရှင်းရှင်းလင်းလင်းပြသထားတာမျိုးတွေရှိပါတယ်စဉ်းစားမဖြတ်တာကြီးကိုကျွန်တော်ဒီမှာပြလိုက်ရင်အဲ့ဒီစဉ်းစားကြီးကကျွန်တော် channel ကိုဖြစ်သွားမှာမို့မပြတော့ပါဘူးသူကပုံမှန်အနီမေတွေထက်ဆိုင်ရင်ဆက်စပ်မှုပိုင်းကိုပိုဦးစားပေးထားတာမျိုးပါ High School DxD နဲ့ Prison School တို့လိုမျိုးကားမျိုးတွေကAchi လောကရဲ့ထိပ်တန်းအနီမေအမျိုးအစားတွေပါဒီနေရာမှာတခုရှင်းစရာရှိပါတယ်တချို့ကAchi နဲ့ဟန်တိုင်းကအတူတူပဲလို့ထင်နေကြတာပါAchi ကမတော်တဆပေါ်တာတွေပြတ်တာတွေပါပဲမဲ့ဟန်တိုင်းလို့မဟုတ်ပါဘူးဟန်တိုင်းက18ရောက်ဒါမှမဟုတ်21ရောက်စုကြည့်ရတဲ့ကားပါဒါပေမဲ့Achi ကဟန်တိုင်းကမိသားစုနဲ့အတူတူကြည့်လို့မရပါဘူး Haran ဒါကတော့ယောက်ျားလေးတိုင်းရဲ့အိမ်မက်လို့တောင်ပြောလို့ရပါတယ် MC တယောက်တည်းကိုမင်းကလေးဇက်ကောင်အများကြီးကဝိုင်းမိကြကြတဲ့ဇလန်းပုံစံမျိုးပါ MC ကိုမင်းကလေး2ယောက်နဲ့ချစ်တာကို Haran လို့မခေါ်ပါဘူးအနည်းဆုံး3ယောက်နဲ့အထက်မှာ Haran လို့ခေါ်တာပါ The Quintessential Quintet Plus နဲ့ Girlfriend Who Really Love You လိုမျိုးကားမျိုးတွေက Haran မျိုးစားတွေထဲမှာအကောင်းဆုံးလို့သတ်မှတ်ထားပါတယ်မင်းကလေးတယောက်ကိုယောက်ျားလေးတွေဝိုင်းချက်တဲ့ကားတွေလည်းရှိပါတယ်သူ့ကို Haran ရဲ့ပြောင်းပြန် River Haran လို့ခေါ်ပါတယ်နာမည်ကြီးတဲ့ River Haran ကားတွေကတော့ Fruit Basket နဲ့ Romantic Killer စတဲ့ anime တွေပါ Slice of Life ဒီအမျိုးအစားကကဘာကြီးကိုကဲတင်တာတွေဆောင်းအားကြီးတဲ့ရန်တွေကိုတိုက်ခိုက်တာတွေထက်ကျောင်းသားဘဝဒါမှမဟုတ်မိသားစုဘဝရဲ့နေ့စဉ်ဖြစ်တတ်မှုလေးတွေကိုပဲပုံဖော်ထားတာပါတနေကုန်လှုပ်လှုပ်ပြီးမောလာတဲ့အခါဒါမှမဟုတ်စစ်ပင်ပန်းတဲ့အခါမျိုးမှာကြီးတဲ့အမျိုးအစားပါယူရီကတ်နဲ့ကင်အွန်လို anime တွေက Slice of Life anime အမျိုးအစားတွေထဲမှာနာမည်အကြီးဆုံးပါ Yaoi တချို့ကလည်း Yuan လို့ခေါ်ကြပါတယ်ကျွန်တော်ကတော့အဆင်ပြေတယ်လို့ Yaoi လို့ပဲခေါ်ပါမယ်ဒီအမျိုးအစားကတော့ BL ခေါ်ယောက်ျားလေးအချင်းချင်းကြိုက်တဲ့အမျိုးအစားပါမိန်းကလေးတော်တော်များများလည်းကြီးကြပါတယ်
တချို့ယောက်ျားလေးတွေလည်းကြည့်ကြမယ်လို့ထင်ပါတယ်ဒီအမျိုးအစားထဲမှာယောက်ျားလေးအချင်းချင်းကြိတ်တာတွေကိုတဘောမကျတဲ့လူတောင်ကြည့်တယ်ဆိုပြီးနာမည်ကြီးနေတဲ့အနီမေကတော့ Given ဆိုတဲ့အနီမေကလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီကားကိုအဆုံးထိမကြည့်ဘူးသေးပေမဲ့ music နဲ့ drama ဘိုင်းမှာအရန်ကောင်းတယ်လို့ညွှန်ကြတဲ့ကားတစ်ကားပါ Yuri ဒါကတော့ GL ခေါ်မင်္ဂလိအချင်းချင်းကြိုက်တဲ့အမျိုးအစားပါကျွန်တော်ကိုယ်တိုင်လည်းပုံမှန်ဆိုရင် Yuri ကားရစ်ဆိုမကြည့်ပေမဲ့ Yuri အမျိုးအစားကိုတဘောကျတာစေတဲ့အနီမေနှစ်ကားရှိပါတယ်အဲ့ဒါတွေကတော့ Blown Into You နဲ့ Happy Sugar Light ဆိုတဲ့နာမည်ကြီးအနီမေကားကောင်းလေးပါအဲ့ဒီထဲမှာမှ Blown Into You ဆိုတဲ့အနီမေက Yuri အမျိုးအစားထဲမှာ legend လို့ခေါ်လို့ရတဲ့အနီမေကားပဲဖြစ်ပါတယ်ဒါပေမဲ့ Happy Sugar Light ဆိုတဲ့အနီမေကတော့နည်းနည်းလေးတက်ဖြစ်တာမို့ကြည့်မယ်ဆိုရင်စိတ်ခိုင်ခိုင်ထားဖို့လိုပါလိမ့်မယ်နောက်တစ်ခုကတော့လူသားနဲ့ယဉ်ကျေးပြီးတာဖြစ်တဲ့ Roman အမျိုးအစားပါကျွန်တော်အကြိုက်ဆုံးအမျိုးအစားလေးဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဇက်လိုက်တွေကြားကချစ်တာကြိတ်တာတွေကိုစောင့်ကြိုက်ပြီးကြည့်ရတဲ့အမျိုးအစားပါရိုမန်တွေထဲမှာကျွန်တော်သဘောကျတဲ့အနီမေတွေကတော့ Origayo နဲ့ Niseko ပဲဖြစ်ပါတယ် Mystery ဒါကတော့လူသက်မှုကိုဖော်ထုတ်တာပဟိနီတွေကိုဖြေရှာရတာမျိုးပါညံသုံးရတာကြိုက်တဲ့သူတွေအတွက်ဒီအမျိုးအစားကတင့်တော်ပါတယ် Detective Conan လိုမျိုးအနီမေက Mystery အမျိုးအစားထဲမှာနာမည်ကြီးပါတယ် Sport အာဂါသဝါဒနာပါတဲ့သူတွေအတွက်တော့ Sport အနီမေတွေရှိပါတယ်ဒီထဲမှာဆိုရင် Haikyuu နဲ့ Blue Lock လိုမျိုးကားတွေကတကယ်ကိုနာမည်ကြီးပါတယ်ဒီအမျိုးအစားတွေကလည်း Sport ကိုစိတ်ဝင်စားတဲ့သူတွေတောင်ကြည့်ကြပါတယ် Comedy ခေါင်းထဲကအပူတွေထွက်သွားအောင်ရည်ကြည်နေဆိုရင်တော့ Comedy အမျိုးအစားကိုရွေးချယ်တင်ပါတယ်ဟာတာလို့ပြလိုက်တာနဲ့ကျွန်တော်ကတော့ Grand Blue နဲ့ဂျင်းသမဆိုတဲ့အနီမေနှစ်ကားကိုပဲပြင်းမြင်တယ်ဒီနှစ်ကားကတနေ့တာပြင်မဲ့တဲ့မြတ်ကိုမေသွားအောင်လုပ်ပေးနိုင်တဲ့အနီမေကားတွေပါ Psychological အုံနောက်သုံးမကြည့်နေဆိုရင်တော့ Psychological အမျိုးအစားရှိပါတယ်သူကတော့တက်ခိုက်တာတွေထက်ညံကန်သားတာနဲ့စိတ်တရရတိုက်ပွဲတွေကိုအသားပေးထားပါတယ်လူတဘာဝရဲ့အမောင်ဘချမ်းတွေကိုမြင်ရမှာဖြစ်ပြီးဒန်နိုနဲ့မွန်စတာတို့ကတော့ဒီအမျိုးအစားရဲ့ legend တွေလို့တောင်သတ်မှတ်ထားပါတယ် Supernatural နေ့စဉ်မြင်တွေ့နေရတဲ့ကဘာကြီးရဲ့နောက်ွယ်မှာလူမသိတဲ့ထူးဆန်းတဲ့အစွမ်းတွေရှိနေတယ်ဆိုတဲ့ပုံစံမျိုးကိုရိုက်ပြထားတာပါနဖရားတွေဘလူးတွေကျင်းသားတွေနဲ့ဝင်းကြီးတွေအကြောင်းကိုစိတ်ဝင်စားရင်တော့ Supernatural အမျိုးအစားကအသင့်တော်ဆုံးပါပဲဒီလိုကားမျိုးတွေကိုကြားရင်ကြကြဲစုခိုင်ဆက်နဲ့ဒီမွန်စလီယာတို့ကိုကြည့်ဖို့အကြံပေးပါတယ် Mecca ဟုတ်ပါတယ်သူ့ရဲ့အတန်တော်ကမီချမဟုတ်ပဲမက်ကာပါမက်ကာနီကယ်ဆိုတဲ့စကားလုံးကိုအတူယူသုံးထားတာမို့မက်ကာလို့အတန်ထွက်ရတာပါဒါကဗဟုသုတအနေနဲ့ထည့်ပြလိုက်တာပါဒီအမျိုးအစားကစေရုပ်ကြီးတွေတက်ခိုက်တာတွေကိုသဘောကျတဲ့သူတွေကြည့်တင်တယ်လူသားတွေကစေရုပ်ကြီးတွေဝင်ပြီးတိုက်ပွဲဝင်ကြတာမျိုးပေါ့မက်ကာလောကရဲ့လီဂျန်ဖြစ်တဲ့ဂန်နန်စီးရီးတွေအပြင်နင်ယွန်ဂျီနဲ့စစ် Evangelion နဲ့ Zero 2ပါတဲ့ Darling in the Franxx တို့ကလည်းမကြည့်မဖြစ်ကားတွေထဲမှာပါပါတယ်ဒီထိရောက်လာပြီဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုသဘောကျလို့ရောက်လာတာလို့တွေးလိုက်ပါမယ်ဒါကြောင့်မို့ကျွန်တော် channel လေးကို subscribe လုပ်ပေးကြပါအောင်လို့တောင်းဆိုပါတယ်မကြခင်တန်းငယ်ပြတော့မှာဆိုတော့ figure giveaway လေးလည်းပေးဖို့ရှိပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုဆက်သွားလိုက်ရအောင်နောက်ဆုံးတစ်ခုကတော့ post apocalyptic ပါကမ္ဘာပြည့်ပြည့်နောက်ပိုင်းမှာကျင်းရင်တဲ့လူနည်းစုကစိုးရတဲ့ပတ်ဝန်းကျင်မှာဘယ်လိုအသက်ရှင်မလဲဆိုတာကိုပြသတဲ့အမျိုးအစားပါအတောင်အောင်တိုင်တန်ကတော့အကောင်းဆုံးဥပမာပေါ့ဒါအပြင်ဒေါက်တာစတုန်းနဲ့ Galax True တို့ကလည်းဒီအမျိုးအစားတွေထဲမှာနာမည်ကြီးပါတယ်အခုဆိုရင် January တစ်ခုချင်းစီအကြောင်းကိုသွားပြီဆိုတော့နောက်ဆုံးအနေနဲ့တစ်ခုထပ်ပြောပြချင်ပါသေးတယ်အဲ့ဒါကတော့ January ရုံတော့နေတဲ့ hybrid January အကြောင်းပါထပ်ပြောပါမယ်အနီမေတကားဟာ January တစ်ခုတည်းရှိနေတာမဟုတ်ပါဘူးဥပမာ Darling in the Franxx ဆိုရင်မက်ကာအမျိုးအစားအပြင် action drama sci-fi romance နဲ့ slice of life အမျိုးအစားတွေရုံတော့နေတာမျိုးပါဒါအပြင်တီကျူကျူဆိုရင်လည်း harem comedy romance နဲ့ drama တွေရောနေတာပါခုနိုစုပါဆိုရင်လည်း isekai comedy နဲ့ action adventure ရောနေတာပါဒါဆိုရင်အနီမေလောကထဲမှာရှိတဲ့ January အကြောင်းကိုတော်တော်လေးစုံစုံလင်လင်းသိသွားကြပြီလို့ထင်ပါတယ်ဒါကြောင့်အနီမေတကားကိုကြည့်တော့မယ်ဆိုရင်ဘယ်လို January ပေါင်းထားတာလဲဆိုပြီးရှာဖွေကြည့်ရတာကလည်းအနီမေကြည့်ရတဲ့အရာတာကိုပို့ပြီးတိုးစေပါတယ်အခုပြပြတဲ့ January ထဲမှာဘယ်အမျိုးအစားကိုကြိုက်ဆုံးလဲကိုကြိုက်ဆုံးအနီမေကရောဘာဖြစ်မလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်အခုပြပြသွားတဲ့အထက်မှာနားမလည်တာတွေမရှင်းတာတွေရှိရင် comment မှာမေးခဲ့လို့ရပါတယ်အခုလိုအနီမေနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိချင်ရင်ကျွန်တော် channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့အောင်ကျွန်တော်နာမည်ကတော့ယူယူပါနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ်ကဲဒါဆိုရင်မီနာဆန်အာရီဂါတိုဂိုဇိုင်မတ်